တနာထိုးနေတယ်ထိုးနေလေတနာထိုးနေတယ်မနေ့ကညလေးကထွက်သွားလိုက်တာနှစ်ကောင်လုံးခုတည်းကိုပြန်မရောက်သေးဘူး။ဘာနဲ့အကျော်ကိုမတက်တော့ပါဘူး။ငါတော့ကိုတော့ချမ်းလာရဲ့တော့ဟဲ့ဘူးစီမ ကိုလေခိုင်း လောင်းကိုနှစ်ကောင်ပဲသွားတယ်အခုနေ့လေတနာထိုးနေပြီမနေ့ကတည်းကထိုင်ဆောင်နေတာမနေ့စောကြီးနဲ့ပြန်လာမလား ဘယ်တိမှလဲဦးလေးဟင်သမီးကဖရားတရားသမား အဲ နော်အဲ့ဓာတွေလည်းဝင်မပါခြင်းဘူးသူများအကြောင်းလည်းမပြောခြင်းဘူး ဒီကောတော့ ဒါပေမဲ့လေဦးလေးရဲ့သမီးတစ်ခုတော့ပြောပြမယ်ဦးလေးသမီးပြောလို့ပြောရအောင် မပြောဘူးပြောတော့ သူတို့နှစ်ယောက်ကလေဦးလေးဘာပြောလဲသိလား ဟုတ်တယ် အော်ဦးလေးဟာတဲ့အသက်ကြီးလာပြီတဲ့ ဟုတ်တယ်လေ ဘာမှအသုံးဝင်တော့ဘူးတက်ချားအိုကြီးတဲ့မကြခင်သေတော့မှာတဲ့သေပါပြီနေပြီတဲ့အဲ့လိုပြောတာ ဒီကောင်မတွေကငါ့အဲ့တိုင်းပြောတယ်ဒီကောင်မတွေပါဇက်ကစီကန်းစီတွေ့ငါလူဦးလေးတယောက်ဒီလိုပြောတယ် သမီးလေဦးလေးဆိုလို့ရှိရင်သမီးတို့၃ယောက်ပေါ့အခုလိုမန်းမျိုးတော့စတီးကုမ္ပဏီထီထောင်ပြီးတော့ရှာကျွေးလာ ဟုတ်တယ်လေ သမီးကလေသူတို့အဲ့လိုပြောတကယ်စိတ်မကောင်းပါဘူးလေ မလီဒီမှာငါသမီးကဖရားတရားသမားဆိုတာမြစ်တာထားတယ်သူတို့ဖက်ပြောမနေနဲ့ဟုတ်မလားနော် ပြောနေနဲ့လာပြီဦးလေးလာပြီ မသိကြဖုန်းဖြစ်နေလားဖြစ် ဟာဦးလေး ဘာဘာ ဦးလေးဘာလို့မရဘူး ဘာလို့မလဲဟမ်ဘယ်အချိန်ရှိလဲ ဩဒီမှာနိုင်အကြီးရှိနေဘယ်တက်ရှိလဲသိကျင်ကြည့်လိုက်လေ လေးရတယ် တနားမင်းတို့ငါပြောနေတာဘယ်ချိန်ရှိလဲမင်းလည်းမဟုတ်နေ့လေတနားရှိနေပြီဟမ်ဘယ်တွေသွားနေတော်လား တကယ်ချင်းမွေးနေပါပပလေးပုတ်ခဲ့ အမေပါပါလေးပုတ်ခဲ့တာဆိုလေဟမ်ဒီမှာနင်တို့ပြောစကားနားမယ်တို့နှစ်ကောင်လုံးကကြီးတော့မရအောင်နော်ဟမ်ကိုတို့ကိုရှောက်သွားငါမတော့ဆောင်းလိုက်ရတာတွေ့မယ်နေဟမ်ဒါပါလေ အဲ့တော့ အေးဟုတ်ပြီနော်ငါမှာတော့လေညာတကယ်လုံးမအိပ်ပဲနဲ့နင်တို့တစ်ကောင်ထိုင်ဆောင်နေရတာနားလေနော် ဟမ်မအိပ်ဘူးဟဲ့လား ဟုတ်တယ် ပြေတော့စောအိပ်ရမယ်လို့မှားခဲ့မဟုတ်ဘူးလားကိုကျဲမကြီးကိုလည်းသိရနော် ဟုတ်ကဲ့ပါကြည့် ဟုတ်ကဲ့လေ ဘာမှမလုပ်ကြ ဟုတ်ကဲ့ရပါလေ โอ้ တော့ပါဦးလေးရဲ့ နင်လောက်တာနဲ့ငါတော့ရောင်းကုန်ပြီဟမ်ဘယ်နောက်တယောက် ဟာသူနဲ့တူတူသွားမှာမဟုတ်တာဦးလေးကလေ ဦးလေးမလာပါဘူးလာနေပါဘူး အော်အော်မမအမအမ ကိုလောင်းလိုက်တာဦးလေး ကဲဘယ်လိုလဲဟမ်ခုမှရောက်ဟဲ့လား မဟုတ်လေ ဟမ် ဘာလာမင်းလားဖဲရှုံးလာတာနော်ဘုံသားဖို့ဝင်မလေးဘူး โอ้ငါ့အဲ့လိုပြောတယ်ဟဲ့လားဟမ် လေကတော့ကတော့ အော်ဒီတော့ဟိုလက်လားဟိုလက်အဲ့ဒါရပါဒီထွက်တယ်ဂျိုးရပါဂျိုးလား ဖဲရိုက်တဲ့အချိန်မှာဖဲနိုင်အောင်လို့ဟိုလက်ထား ဟိုဒါပါလေဟိုအဲ့တော့ဆက်ထားဟဲ့လားအဲ့တော့ဖဲကနိုင်ရောလား ရှုံးတယ် ရှုံးတယ်နင်တို့တွေကလေငါမှတော့အလုပ်ကိုစူးစမ်းပန်းစားနေနင်တို့တော့အားကောင်းနေငါငတ်သိပြီနားလေလားတယောက်ကလက်ကြောမတင်ဘူးတကောင်ကလည်းမူပြီးပြန်လာတကောင်ကလည်းဖဲရပြီးပြန်လာဟမ်အေးဒီတရားဟုတ်ပဲမန်ကြီးအေးအေးချမ်းချမ်းနဲ့နော်နေသားမငါမေးပြရတယ် ဟုတ် နင်တို့နှစ်ယောက်ကငါ့ကိုပြောတယ်ဆိုဟမ်ဦးလေးကအသက်ကကြီးပြီးတက်ကြားအိုကြီးဘာမှသုံးစားမရတော့ဘူးမကြခင်သေတော့မယ်လို့ဒီနှစ်ယောက်ကပြောတယ်ဆိုဟုတ်လား ပြောပါဘူးဦးလေး ဟုတ်တယ် ပြော ဟုတ် ပါ တယ်ဟုတ်တယ်ဟုတ်တယ်သူပြောတာသူပြောတာ ငါမပြောဘူးလေ ဟဲ့နေသားမောင်ဘသူပြောတော့မေးတော့ဟမ်ဒီမှာအမနေသားမောင်ဟမ် နေမလား နော် နင်ပြောတာနင်အเจ้าငါတို့အားလုံးသိရနော် ပြောစရာ မဲဦးလေး အဲ တခြားလူတွေကိုလေမယုံနဲ့ ဟုတ်ပြီ ပရီးတို့တာလီတို့စိတ်တဲ့ကောင်မတွေရောအဲ့ကောင်မတွေကဗျံပတာတယ် ဟုတ်ကဲ့ပါပဲသမီးအေးချမ်းချမ်းနေတော့ဦးလေးတော့ဘာမှစိတ်မတော့ဗုဒ္ဓနဲ့လည်းဗုဒ္ဓနဲ့လည်းဗုဒ္ဓ ဒီမှာဟုတ်ဘုံတယ်လားပြီးကြမှာတရဏမှာ ဒီလိုကိစ္စနဲ့ဆိုရတယ် တွေ့တယ်နော်သမီးတို့မပြောဘူးသူကသူမွေးနေတာ ကွယ်ရမှာငါ့ကိုအဲ့ဒါမျိုးပြောတဲ့ဟာတွေ့မယ်ငါတနေ့မိအောင်ဆောင်းမယ်ငါနော်ကဲဒီမှာနော်ရေမိုးချိုးယူနီဖောင်းလဲမယ်အလုပ်လုပ်ညနေအလုပ်လုပ်နေမြင်လားသွားဒီချိုး ဟုတ်လေငါတပီပြောင်းမယ်ရှင်းမချိုးခင်လေကိုလေတပီကိုတက်ဝိုင်းလောက်ဝိုင်းလိုက်အောင်တပီရှုံးလာတာလေအဲ့ဒီမှာလာတော့ရရအောင်တက်ဝိုင်းလာ ရှမ်းကုန်ပြီရှမ်းကုန်